ပူပလီယာမဖြစ်ခင်တော့အဲ့လိုတားခဲ့ရပါလေဆိုအဲ့လိုအများတောင်းမပေးဘူးရတယ်မလားငယ်ဆုံးလေးဖြစ်တော့အိမ်မှာကျွန်တော်အတင်းပူစားလို့အဲ့လိုဖြစ်ခဲ့ရပါပဲပူပလီယာအဲ့တော့ကျွန်တော်က blue man တွေ train နေအဲ့လို boost out တွေစောင့်နေပေါ့ရတယ်မလားဘာကြီးကွာချားရှိတယ်ဆိုတော့တော်တော်ကွာချားရရတယ်မလား boost out ဆိုတာအရင်ပင်မတွေပဲရှုံးတဲ့ခါတွေပါလေဆိုပူပလီယာကြောက်ရပါကဲ့မှာလေအဲ့လိုကဲ့နေမှာပြောဖို့ကောင်းတယ်ဗျာတကယ်ချင်းနေသူတို့နေရဆိုတော့တော်တော်ကွာချားပါတယ်စောက်ရပါညာဆက် ပါပြီဗျာအဲ့ဒါမှ index နောက်ထောက်ပဲပြန်ပြီးတော့ထိန်းထားတယ်ဆိုပြီး OBO K9 လောက်ဒီ damage မရှိခဲ့တဲ့အတိုင်းအတာတစ်ခုမှတော့ treatment down ဗတ်တဲ့တစ်ခုနဲ့စတူပဲ champion ကိုဆက်လက်ပြီးပေးရဖို့ကြာကိန်းတို့များနေနေပဲ fake goodness ဒီ game number 3မှာပါ foreman down ဗတ်တဲ့တစ်ခုထိရသွားရင်းနဲ့ပဲ second လောက်ဗတ်တဲ့တစ်ခုနဲ့တူကွဲဖြတ်သွားရင်းနဲ့ပဲ LCC fight champion စုတော့ fake goodness ပိုင်ဆိုင်သွားခဲ့ပြီပဲဖြစ်ပေါ်တယ် အဲ့လိုကိန်းဆော့ပြတာလေဆိုတော့အကိုဆော့လိုက်ကြည့်ဖြစ်ရင်ဆော့ပြတာပေါ့အဲ့တော့ကျွန်တော်12နှစ်ပဲရှိသေးတယ်ဘယ်လို join မိခဲ့တာလဲဆိုတော့ CP လာခေါ်လို့ပါတယ်မလားအဲ့လို boost out တွေပါတယ်သူတို့ဆော့ရင်ဖြစ်ရင်လည်းအဲ့လိုမာဝဲဆော့ဖို့ရှိရဲအဲ့လိုလာကဲနေတာပေါ့ဗျာအဲ့တော့ကျွန်တော်အဲ့လိုနည်းနည်းရှက်တက်တော့မဆော့ဆိုရင်ညင်တာအစားတော့ကျွန်တော်နောက်ပိုင်းရတော့လို့မိဘရတော့အဲ့တော့စိတ်မချဘူးဗျာတင်မလားနောက်ပိုင်းကျတော့ကျွန်တော်လို့ဇွတ်အဲ့လိုအတင်းပူစားတော့ကျွန်တော်တားဆော့ခွင့်ပြရပါမိဘရဖေကွန်နဲ့ဘယ်လို join မိခဲ့ရလဲဆိုတော့ဖေကွန်မန်နေဂျာကိုထက်ကျွန်တော်တို့300လောက်ခေါ်ရပဲကျွန်တော်ဒါအဲ့ဟဲ့ကကျွန်တော်တွားကျင်တယ်ဒါပေမဲ့အဲ့လိုအိမ်ကခွင့်မပြုဘူးပေါ့တင်မလားကျွန်တော်အငယ်ဆုံးလေးဖြစ်တော့အဲ့ကျွန်တော်အတင်းပူစားရပဲအဲ့လိုနောက်ဆုံးရတော့ဘန်နရီကကျွန်တော်လာခေါ်လို့ကျွန်တော်တွားပြခဲ့တာပေါ့ကျွန်တော်နာမည်ရထက်မသိမ်းပါကျွန်တော်ဒီ Falcon Esport ရဲ့ head coach အနေနဲ့တာဝန်ယူထားပါတယ်ဟုတ်လက်ကြီးကိုစပြီးတော့တတိထားမိတာကျွန်တော်ဒီ LOD season 2ပေါ့နော်M2 target 8မှာစပြီးတော့ channel လာစပြီးတော့ဆော့တဲ့အချိန်မှာပေါ့ဒီ public star ဘောကနေပြီးတော့ဒီ professional life ကိုကူပြောင်းနေတဲ့အချိန်မှာစပြီးတော့သူ့ကိုတတိထားမိတာပေါ့ပြင်မှာတွေ့ရတဲ့အချိန်ကကျတော့လက်ကြီးကတိတ်ပြီးတော့အဲ့လိုစကားတိတ်မပြောဘူးအရင်လည်းအေးတယ်ပေါ့နော်သူကနေသူနေတယ်သူကနေနေပြီးတော့ပြီးလို့ရှိရင်သူကgame ပဲဆော့တာအများတယ်သူတနေ့နေ့သူဒီ game ဆော့တယ်သူအဲ့လိုမျိုး grand time တင်တယ်သူအဲ့ဒါပဲလုပ်တာများတယ်အခုချိန်မှာတော့လက်ကြီးတော်တော်ပြောင်းလဲတဲ့အချက်တွေကတော့အများကြီးပေါ့နော်ပထမဆုံးကဆိုလို့ရှိရင်သူပထမဆုံးစတွေ့ရဲ့အချိန်တုန်းကလည်းမတူတာကြတော့ဒီအပြင်ပိုင်းဆိုလို့ရှိရင်သူကစကားကြီးလည်းအများကြီးပြောပြလာတယ်ပေါ့နော်အဓိကပတ်ဝန်းကျင်နဲ့လည်းပို့ပြီးတော့သူထိတွေ့လာတယ်အဲ့လိုမျိုးပို့ပြီးတော့လည်းအများကြီးစကားကြီးပြောပြတယ်ပေါ့နော်အချင်းချင်းနေလဲ player ရင်းနဲ့ပဲဖြစ်ဖြစ်သူရဲ့ teammate တွေနဲ့ပဲဖြစ်ဖြစ်အကုန်လုံးစကားပြောပြတယ်အင်္ဂလိပ်ပိုင်းထဲမှာကျတော့အရင် public star ဘောကတော့ဆော့ခဲ့တဲ့ပုံစံနဲ့အခု professional line မှာဆော့နေတဲ့ပုံစံတွေကနည်းနည်းလေးကွဲသွားတယ်ဒီကတော့သူအင်္ဂလိပ်ပိုင်းထဲမှာကျတော့သူအရင်ဒီ public star ဘောကတော့ဆော့ခဲ့တဲ့ပုံစံနဲ့တော့မတူတော့ဘူးเนาะအခုချိန်မှာတော့ဒီ professional line မှာဆော့နေတဲ့အတွက်ကြောင့်မို့လို့သူကပို့ပြီးတော့season နဲ့ကြာလာတယ်ဒီ organization နဲ့တူနေရတဲ့ခါကျတော့သူရဲ့ ဆော့တဲ့ပုံစံတွေကပြောင်းလဲလာတယ်ပြီးလို့ရှိရင်သူရဲ့ mindset ကအစားပို့ပြီးတော့ရင်းချက်တဲ့အနေအထားတစ်ခုတော့ရောက်သွားပြီလို့ကျွန်တော်ထင်ပါတယ်MSC ပေါ့နော် MSC Pro Series ကျွန်တော်တို့ဒီ Falcon Esport နဲ့တူစပြီးဆော့တဲ့အချိန်တော့ကျွန်တော်တို့ဒီနောက်ဆုံးပွဲမှာကျွန်တော်တို့ဒီTeam Star ပွဲနဲ့တွေ့ရပွဲလားမသိဘူးနောက်ဆုံးပွဲမှာအဲ့တော့ကျွန်တော်ကသူလက်ကြီးဒီပွဲမင်းက join ဆော့စီခြင်းတယ်ပေါ့နော်လက်ကြီးငါတို့ enemy က counter တွေပါလဲငါတို့ game set အောင်ဆော့မယ်ဒါပေမဲ့ငါမင်းကိုရှုံနေပေါ့နော်ငါမင်း join ကိုယုံပြီးသားပဲကြိုက်လို့ဆော့လို့နိုင်နိုင်ရှုံးတာငါတို့ game set ဘူးဆိုတော့ပုံစံမျိုးနဲ့ဆော့ခဲ့ရပေါ့ဒါပေမဲ့ကျွန်တော်ရှုံးတော့ရှုံးသွားတယ်ပေါ့ဘာဖြစ်ဖြစ်ဒါတယောက်နဲ့တယောက်တော့ကျွန်တော်တို့ယုံကြည်မှုကအပြည့်တော့ရခဲ့ပါတယ်အဲ့ဒါလေးတော့ကျွန်တော်ကအမှတ်တရပါဟုတ်အနာဂတ်မှာဆိုလို့ရှိရင်တော့လက်ကြီးကဒီတက်ပို့ပြီးတော့အများကြီးဆက်ပြီးကြိုးစားမယ်ဆိုလို့ရှိရင်ဒီ international stage မှာလည်းအများကြီးလုပ်ပြနိုင်တဲ့ချန်လာတယောက်ဖြစ်လာမယ်လို့ကျွန်တော်မြင်တယ်ပြီးလို့ရှိရင်သူ့အနေနဲ့ဒီ international ထွက်လာပြီဆိုလို့ရှိရင်လည်းသူ့ရဲ့ performance တွေကိုဒီတကဘာလုံးကလူတွေကအကုန်လုံးဝိုင်းပြီးတော့မြင်ကြလိမ့်မယ်လို့ကျွန်တော်မြင်ပါတယ်ဒီကအကြံပေးရမယ်ဆိုလို့ရှိရင်ကြတော့သူက sorry တွေက
လိမ့်ပါတယ်ပေါ့နော်ဟိုစကားနားထောင်နေနေမှာလည်းပါတယ်အဲ့တော့သူ့ကိုတော့အများကြီး trade လို့ပြောစရာတော့မရှိဘူးအဓိကကတော့ကိုလုံးနေရဲ့အလုပ်လေးကိုပဲဒီစား design မှတ်မှတ်နေပေါ့နော်အဓိကကိုရဲ့ plan ပေါ့ကိုရဲ့ဒီ goal စီကိုဒီစားချပြီးတော့အောင်မြင်မှုတစ်ခုစကူးနိုင်ဖို့အတွက်ကြိုးစားတင်တယ်လို့ကျွန်တော်တို့မြင်ပါတယ်ဟုတ်ပထမဆုံးစိတ်ပေါ်တရနီကဘယ်လိုခံစားရလဲဆိုတော့တော်တော်စိတ်လှုပ်ရှားရပဲဒီမှာအဲ့လိုကြီးအဲ့တော့မှအဲ့တော့မှအဲ့လိုကြီးစားဆုပ်ဘူးလားဆိုတော့ဗျာကိုယ်ဘာကြောက်ရွေးချယ်ခဲ့လဲဆိုတော့ကျွန်တော်နဲ့အဲ့လိုလိုက်မယ်ထင်လို့ပေါ့ကျွန်တော်အဲ့လို Gratis and Play တက်တော့ဗျာဂျင်ကင်လာနဲ့ပို့လိုက်မယ်ထင်လို့ပေါ့ဒီ7နဲ့မှတ်တရဆိုကျွန်တော်ကအဲ့လိုရေတူတူချိုးရပဲကျွန်တော်ရဲ့တန်းပေါက်ရေ OB ရဲ့တောင်းအောင်ကအဲ့လိုရေတူတူချိုးရတခါလေးပေါ့မိသားစုတွေမြင်ဘယ်လိုရှိလဲဆိုတော့ဒီမှာကျွန်တော်အရင်ကလည်းဆိုင်ပို့ပြီးတော့အားပေးလာရဗျာကျွန်တော်ပွဲမှာလည်းအကောင်းဆုံးလုပ်ပြရဗျာဒီမှာချန်ပီယံမဖြစ်ခဲ့ရတဲ့တခုပဲအတန်လက်စပရေးဝင်လာတယ် LC tournament ရမရှိခဲ့ရင်ကျွန်တော်အခုလို motivation ရခဲ့မှာမဟုတ်ပါဘူးပေါ့ Falcon နဲ့ LC season 5 champion ဖြစ်ခဲ့ရတယ်အခုလို Falcon Esport မှာစော်လာနေရတဲ့အတင်းအဖန်တီးပြလိုက်တဲ့လမ်းကြောင်းတွေပါပဲ LC မှာရခဲ့တဲ့အတွေ့အကြုံတွေကကျွန်တော်အားနေချက်အတွက်အကျိုးရှိခဲ့ပါတယ် MSC season 4မှာဒါရင်ဘိုင်းနဲ့ရောက်လာမယ် LC season 7 champion အတေကိုစောက်ယုံနေပါတယ် Game မှာအတွက်ပြောစရာအကောင်းဆုံးနေရ Let's Play Arena